အခုရပိုင်းသတင်းတွေထဲမှာကြည့်လိုက်လို့ရှိရင်ရွှေဈေးတွေငွေဈေးတွေ platinum ဈေးတွေတက်သွားပြီး record high ထပ်ဖြစ်သွားပြီး all time high ထပ်ဖြစ်သွားပြီးနေ့တိုင်းလိုလိုပေါ့နော်ဒီသတင်းတွေပဲကြားနေရတယ်နော် Morningstar ended up a nice 177% this year. Have you ever had a year like that? No. Okay. No, absolutely not. Did this surprise even you on some level? It did. Metal traders are seeing multiple all-time highs as gold, silver and copper. Because it has far surpassed the S&P 500. Now Goldman Sachs predicting that it could hit 4,900 by the end of 2026. Our gold company is earning a lot of money right now. Absolutely. The margins are as fantastic as I've ever seen in my career. Yep. Is that a warning sign that the price is too high? But it's hard to come up with new ways to say the same thing. The price of silver and gold reached new highs today. Gold has reached record highs consistently throughout 2025 and are up almost 70% on the year. 2025 တစ်နှစ်ထဲမှာပဲရွှေဈေးကနှစ်စနေဦးနှစ်ကုန်ကန်ဒီလောက်မှာဆိုလို့ရှိရင်83ရာခိုင်နှုန်းเนาะဒါနှစ်စနီးပါးလောက်တက်သွားတယ် platinum ဆိုလို့ရှိရင်လည်းနှစ်စကျော်လောက်ရှိတယ်ပေါ့เนาะဈေးတွေတက်သွားတယ်ရွှေဆိုတာတစ်ကမ္ဘာလုံးမှာအကြီးဆုံး asset တစ်ခုဖြစ်တယ်ငွေဆိုတာလည်းဒါတတိယမြောက်အကြီးဆုံး asset တစ်ခုဖြစ်တယ်ဒါလောက် market cap ကြီးပြီးတော့ size ကြီးတဲ့ဒီလိုမျိုး asset တစ်ခုပေါ့เนาะနှစ်စနီးပါးလောက်တစ်နှစ်အတွင်းမှာတက်သွားအောင်တွန်းနိုင်တယ်ဆိုတာဒါတောင်းဒါဘိုင်းပါဝါနေတော့မဟုတ်ဘူးเนาะမိတ်ဆွေတို့လိုကျွန်တော်တို့လိုလူတွေဝယ်ုံလောက်နေတော့ရွှေဈေးကဒီလောက်ထိတက်သွားတဲ့အကြောင်းမရှိငွေဈေးလည်းအဲ့လိုမျိုးပဲကျွန်တော်တို့တည်တာတချို့တော့ meme coin တွေလိုမျိုးပေါ့နော်ဝေးတယောက်နှစ်ယောက်လောက်ကောက်ဝယ်လိုက်တာလည်းဒုံးဆိုပြီး2စားရီ3စားရီ10စားရီတက်သွားလောက်အောင်လဲ market cap ကသေးတာမဟုတ်ဘူးเนาะဒါ20 trillion ဆိုတဲ့market cap asset size ကြီးကအရန်ကြီးတယ်ဒါကိုဘလို့ဝယ်လို့အားတွေဘလူတွေကဒီလောက်ဝယ်လို့2စားရီ3စားရီဖြစ်သွားလဲဆိုတော့ကျွန်တော်စဉ်းစားကြမယ်เนาะဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တို့ဒီ asset တွေကိုပေါ့နော်ဘလူတွေကအဲ့လောက်ဝယ်နေတာလေဘာကြောင့်ဝယ်နေကြရလဲကျွန်တော်ဝယ်ထားတဲ့ရွှေတွေငွေတွေကိုအခုချိန်မှာကျွန်တော်ရောင်းမလားဒါမှမဟုတ်ရှိထပ်ဝယ်မလားဆိုတာလေးတွေကျွန်တော်တို့စဉ်းစားကြမယ်เนาะပေါ့နော်အရင်ဆုံးကျွန်တော်တို့သိထားတဲ့ဟာရွှေဆိုတာ safe haven asset တစ်ခုဖြစ်တယ်ဒီ asset ဒီရွှေဟာ inflation ကြောင့်တန်ဖိုးလျော့သွားနိုင်ခြင်းမရှိဘူးဒါက long term trade value ကို keep လုပ်ဖို့အတွက်ကိုဒါsafe haven တစ်ခုအနေနဲ့အားလုံးကလက်ခံထားကြတယ်เนาะအခုချိန်မှာဒီလိုမျိုးတန်ဖိုးကြီးမားတဲ့ safe haven asset တွေကိုပေါ့နော်ကမ္ဘာနိုင်ငံတော်တော်များများကအသေးအတန်ကို like ဝယ်နေကြလို့ဒီလိုမျိုးဈေးတွေတက်နေတာပေါ့နော်အဓိကကတော့ BRICS နိုင်ငံတွေပေါ့နော် BRICS ဆိုတာ BRICS ပေါ့နော် Brazil, Russia, India, China နဲ့ South Africa ပေါ့နော်ပြီးတော့ထပ်တိုးတဲ့နိုင်ငံတွေဥပမာ Egypt, Ethiopia, Iran, Indonesia, UAE ဒီလိုနိုင်ငံတွေပေါ့နော်တရုတ်ပါဝင်ဒီ BRICS နိုင်ငံတွေကပဲ2025ထဲမှာဝယ်တဲ့တန်ချိန်ကရွှေတန်ချိန်300လောက်ရှိပါတယ်เนาะပြီးသွားလို့ရှိရင်သူ့နောက်မှာပိုလန်နည်းနည်းမျက်ခုံးလုံနေလို့ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ရုရှားနဲ့ယူကရိန်းနဲ့ဖြစ်တဲ့အခြေအနေပေါ့သူကြည့်ပြီးတော့သူကလည်းသူ့ဘက်ကိုလှည့်လာနိုင်တယ်ဆိုပြီးတော့သူကဒါကို safe asset တွေကိုလိုက်စုတဲ့သဘောပေါ့နော်။ပိုလန်ရဲ့ဘိုဘန်တစ်ခုတည်းကဒီနှစ်တစ်နှစ်ထဲကိုဝယ်တာတန်80ကျော်လောက်ရှိပြီးတော့သူတိုးတက်ဝယ်တာတန်900လောက်ရှိသွားပြီလေ။အဲ့လိုပဲဒီ BRICS တွေပိုလန်တွေအပြင်တခြားနိုင်ငံတွေကလည်းဝယ်တာတွေရှိတယ်။ဒါအခုကျွန်တော်ပြောရတဲ့ကဏ္ဍတွေက document အရသူတို့ဒီလိုက်လို့ရတဲ့ဝယ်တဲ့ပမာဏပဲပေါ့နော်။ဒီ off the record မှာဝယ်ထားတဲ့ပမာဏတွေဒီထက်ပိုများနိုင်တယ်လို့လည်းယူဆကြတယ်ပေါ့နော်။ဒီလိုဘိုဘန်တွေကတွန်းပြီးဝယ်တဲ့အတွက်ကြောင့်လည်းရွှေဈေးကဝုန်းဆိုပြီးတက်သွားလည်းဖြစ်နိုင်တယ်ပေါ့နော်ပိုလန်နိုင်ငံတွေနဲ့ကဒီရုရှားနဲ့စစ်ဖြစ်လာနိုင်တာကိုကြောက်လို့ပေါ့နော်သူရွှေစုထားတယ်ဆိုတာလက်ခံလို့ရတယ်ပေါ့နော် BRICS ကကြတော့ဘာဖြစ်လို့ရွှေစုလဲပေါ့နော်BRICS ကကြတော့သူအဓိကတွားနေတာဒီ dollarization လုပ်ချင်တာပေါ့နော်ဒီတစ်ကမ္ဘာလုံးကကုန်သွယ်တဲ့ချိန်မှာဒီအမေရိကရဲ့ဒေါ်လာကိုအဓိကသုံးနေတာပေါ့နော်ဒါကိုဒီ BRICS နိုင်ငံတွေကသူကမကြိုက်ဘူးပေါ့ကွာပြောမှဆိုလို့ဆိုတော့ဒေါ်လာကိုသုံးရတူရေးကအမေရိကန်ကဘယ်အချိန်မှဆိုဒါ sanction ချနိုင်တယ်အီရန်အခုခတ်တွေ့တယ်လို့မျိုးဖြစ်သွားနိုင်တယ်ရုရှားကိုပိတ်တယ်လို့မျိုး sanction တွေရနိုင်တယ်ဒါကြောင့်သူတို့ကဒါကိုဒီကြော်လွှားဖို့အတွက်ပေါ့နော်ဒီ dollarization လုပ်ချင်နေတယ်အဲ့ဒါမှပါ proposal တွေလာကြလဲဆိုလို့ရှိရင်ရွှေကို 40% လောက် pack လုပ်ထားတဲ့ဒီ currency ငွေကြေးတစ်ခုအစားထိုးပြီးတော့ဒီသူတို့ရဲ့ trade တွေကိုလဲပတ်ဖို့လုပ်လာတယ်ပေါ့နော်အဲအကြောင်းသူတို့ရွှေတွေငွေတွေတခြားဒီ platinum တွေဝယ်စုတာလည်းဖြစ်နိုင်တယ်ပေါ့နော်တစ်ဖက်မှာ geographical tension တွေကိုကြည့်မယ်ဆိုလို့ရှိရင်တရုတ်နဲ့တိုင်ဝမ်ရှိမယ်ရုရှားနဲ့ယူကရိန်းเนาะပြီးသွားလို့ရှိရင်Israel, Palestine, Iran ဒီလိုကိစ္စတွေဒီလိုမျိုးစစ်ပွဲတွေကဖြစ်နေတာတွေရောထပ်ဖြစ်လာနိုင်တာတွေရောကလည်းအရန်ဟိုဒါအတန်တွေကျဲနေတာပေါ့နော်အဲဒါကြောင့်လည်းလူတွေကဒါ safe haven တွေကိုလိုက်ပြီးစုတာလည်းဖြစ်တယ်အခုနောက်ပဲပိုဟော့လာတဲ့သတင်းကတော့ဒီ Venezuela နဲ့ US ပေါ့နော်ဒီလို geographical tension တွေမြင့်လာတာနဲ့များစစ်ပွဲအတန်တွေပိုကျဲလာတာနဲ့များလူတွေကဘာလို့ကြလဲဆိုလို့ဒီလိုမျိုး safe haven asset တွေကိုလိုက်ဝယ်ကြတယ်များတယ်ပေါ့နော်တစ်ဖက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒေါ်လာရဲ့တန်ဖိုးပေါ့နော်ဒေါ်လာရဲ့တန်ဖိုးကလည်းတကမ္ဘာလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒေါ်လာဈေးကျလာတာပေါ့နော်ဒေါ်လာဈေးကျတာကိုဒီ President Trump တို့ဒီ administration ကတော့ကြိုက်တယ်ဒါပေမဲ့လူတွေဘက်ကကြည့်မယ်ဆိုပြီးဒေါ်လာဈေးကျလာတဲ့အတွက်ကြောင့်တို့ကဟိုတခြား asset တွေကိုပြောင်းပြီးတော့ကင်ကြတယ်ပေါ့နော်ဂျားမှာ Bitcoin တွေ
crypto တွေကလည်းဒီဒေါ်လာဈေးကျလို့သူတို့အရန်တက်နိုင်တယ်explode ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောကြပေမဲ့အခုကတော့ပြောင်းပြန်ဖြစ်နေတယ်ပေါ့နော် crypto လိုမျိုး risk asset တွေကလည်းတစ်ဖက်မှာကျနေတယ်ရွှေဈေးကလည်းတက်နေတာကိုကြည့်ချင်းအပြင်ဒါကလူတွေက risk ကိုတိတ်မယူဘဲနဲ့ဒါ safe ဘက်ကိုသွားနေတယ်တခုခုပေါ့နော်သူတို့အနေနဲ့ဒါစိုးရိမ်စရာရှိတာတွေကိုသူတို့မြင်နေလို့သိနေလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့တာမန်လူတွေအတွက်ကဒါတွေမသိနိုင်ဘူးပေါ့နော်ဒီလိုမျိုးဗဟိုဘဏ်တွေနိုင်ငံတော်အဆင့်နေရာဝယ်တာတွေကိုခဏထားလိုက်ပြီးတော့ကျွန်တော်တို့ရိုးလူတွေပေါ့နော်တာမန်လူတွေ company တွေ investment တွေကဝယ်တဲ့အားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအများအပြားရွှေကိုကြိုက်ကြတာကျွန်တော်တို့ eastern ဘက်ကလူတွေပေါ့နော်အခုဒီနောက်ပိုင်းမှာတော့ဒီ west ကလူတွေကပါရွှေကိုပြန်ပြီးတော့အသေးအံလိုက်ဝယ်နေကြတယ်ရွှေတွေကို invest လုပ်နေကြတယ်ရွှေနဲ့ဆိုင်တဲ့ ETF တွေပေါ့နော်အဲ့ဒါတွေကိုလည်း invest လုပ်နေကြတယ်ရွှေနဲ့ဆိုင်တဲ့ ETF တွေငွေနဲ့ဆိုင်တဲ့ ETF တွေ platinum ETF တွေဒီလို ETF တွေကနေတစင်လူတွေကinvest လုပ်လာတာတွေလည်းပုံများလာတယ်ပြီးသွားလို့ရှိရင်ဒီ gold bar တွေ gold bullion တွေနောက် Costco ရောင်းတဲ့ဒီ gold coin တွေပေါ့နော်ဒီလိုမျိုး retail တွေအနေနဲ့ဝယ်စုလို့ရတဲ့ဒီကိုရွှေနဲ့ပတ်သက်တဲ့ဟာတွေကိုပေါ့နော် retail တွေကလိုက်ဝယ်လာတယ်အများရွှေဈေးကတက်လာတာပေါ့နော်ငွေဈေးဆိုလည်းဒီလိုပဲပေါ့နော်ငွေကကြတော့ပို့ပြီးတော့ရေးချိတာပါဘယ်လိုဆိုတော့သူက industry သုံးမှာလည်းပိုများတယ်ရွှေလည်း industry သုံးတာပေါ့နော်ဒါပေမဲ့ငွေဈေးကindustry မှာပို့ပြီး utilization ပိုကောင်းပိုများတယ်ပြီးသွားလို့ရှိရင်ပြောရမယ်ဆိုငွေရရွှေထက်ဆိုင်ဈေးသက်သာတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုက်ဒီသမားတွေကရွှေကိုမလှမ်းနိုင်တဲ့လူတွေအတွက်ကြတော့ငွေပြားတွေငွေဒင်းကားတွေလိုက်ဝယ်စုရင်လည်းငွေဈေးကဝုန်းဆိုပြီးတက်သွားလည်းဖြစ်နိုင်တယ်ပေါ့နော်ရွှေတွေရောငွေလို့ဝယ်လို့ပြောရမယ်ဆိုရင်မနေ့တနေ့မှဖြစ်တာမဟုတ်2025အစလောက်ထဲကဒါတဖြည်းဖြည်းနဲ့တအီးနဲ့ဖြစ်လာတာပေါ့နော်အခုဒီနှစ်ကုန်ပိုင်းလောက်မှာ snowball effect နဲ့အရန်ကြီးကိုအရှိန်ဟုန်တက်လာပြီးတော့ဝုန်းဆိုပြီးတော့ဒီဈေးကexplode ဖြစ်သွားတာပေါ့နော်ဒီလိုမျိုးဈေးကဒီအပိုင်းတွေမှာ explode ဖြစ်ရတဲ့အကြောင်းရင်းကလည်းဘာတွေဖြစ်နေလဲဆိုလို့ရှိရင် physical gold တွေ physical silver တွေပစ္စည်းပြတ်လာတာလည်းပါတယ်ပေါ့နော် investment fund တော်တော်များများရွှေတွေငွေတွေဒီတိုင်းအတုံးလိုက်ကြီးတွေဝယ်ထားတာထည့်ထားတာမဟုတ်ဘူးเนาะတို့ကဒီ contract တွေဝယ်ထားရှိတယ် future contract တွေဝယ်ထားရှိတယ်ဒါမှမဟုတ် ETF တွေမှာဝယ်ထားရှိတယ် future contract ကင်ထားလူတော်တော်များများဘာလုပ်ကြလဲဆိုတော့ contract ကိုဒီ physical demand physical နဲ့ exchange လုပ်ကြတာပေါ့เนาะဒီအပိုင်းဒီလာပိုင်းတွေမှာ physical exchange ရမ်းများလာတယ်ကျွန်တော်အပြင်မှာပေးစရာပြင်မှာပေးစရာမရှိတော့ဘူးပေါ့နော်ကျွန်တော်မြန်မာပြည်မှာလည်းဟိုတလောကဒီ hot လိုက်သေးတယ်ပေါ့နော်ဒီရွှေအတုံးတွေရွှေတွေအစားပေါ့နော်ကျွန်တော်တို့ဒီရွှေနဲ့ပတ်သက်တဲ့ contract တွေဒီဟိုဟာတွေပေးပါတွေပေးမယ်ပေါ့နော်အခုဒီမှာလည်းပြောမယ်ဆိုရင်အဲ့လိုမျိုးတွေရှိတယ်ဒါ future contract တွေပေါ့နော်ဒီ contract တွေက physical gold တွေ physical silver တွေလို့ဟိုတင်ဆက်ရမခက်တဲ့ကြောင့်လူတော်တော်များများ invest လုပ်ကြတယ်အခုလိုမျိုး rush ဖြစ်လာတဲ့အချိန်မှာ price ကရန်ဟို parabolic ဖြစ်လာတဲ့အချိန်မှာလူတွေကငါဝယ်ထားတဲ့ contract တွေကပစ္စည်းရောတကယ်ရပါမလားဆိုပြီးစိုးရိမ်ကြပြီးတော့ရွှေ contract တွေငွေ contract တွေကိုတကယ်အပြင်ကပစ္စည်းတွေနဲ့လဲကြတာပေါ့နော်လဲကြတော့ဘာဖြစ်လဲဆိုတော့ပေးစရာငွေတွေရွှေတွေကလည်းပြတ်လာတဲ့သဘောဖြစ်လာတယ် Christmas ညလာမသိဘူးဒီ Shanghai Exchange မှာဒီ physical ဟို silver ကိုပေးဖို့အတွက်ပေါ့သူတို့ပစ္စည်းပြတ်တယ်ပေါ့နော်ပြတ်တော့ဘာဖြစ်လဲဆိုတော့ဒီ Shanghai ဈေးက5ချက်လောက်ထပ်ပြီးတက်သွားရလေရှိတယ်ပေါ့နော်အဲ့တော့ဒီရပိုင်းထဲမှာအဲ့လိုမျိုးတွေလည်းအရန်ဖြစ်လာတယ်လူတွေကလည်း panic ဖြစ်ပြီးတော့အသေးအံတွေ live ဝယ်ဒီ contract တွေကိုလည်းလဲเนาะအဲ့ဒါတွေအကြောင်းလည်းဈေးကရုတ်တရက်ကြီးအရန်ကို explode ဖြစ်သွားတာပေါ့နော်ပြီးသွားလို့ရှိရင် US ဗဟိုဘဏ်ကလည်းအခုဒါအစိုးရရဲ့ဖိအားကြောင့်ပေါ့နော်သူကဒီအတိုးတွေကို short တဲ့ short လာတယ် short လာတော့ဘာဖြစ်လဲဆိုတော့တစ်ဖက်မှာ inflation ကကောင်းကောင်း control မလုပ်နိုင်သေးဘူးလို့လူတွေယူဆလာပေါ့နော် control မလုပ်နိုင်သေးတဲ့နဲ့ဗဟိုဘဏ်အတိုးကိုရုတ်တရက်ကြီးချလိုက်တယ်ဆိုလို့ရှိရင် inflation ကပြန်ပြီးတက်သွားတယ်ဆိုလို့ရှိရင်ဦးနာဈေးတွေလည်းအကုန်လိုက်ကြည့်မယ်ပေါ့နော်ကိုဈေးတွေလိုက်ကြည့်လို့ရှိရင်ရွှေဈေးကတစ်ခါထပ်တက်အောင်ပဲပေါ့နော်မျိုးမှန်းပြီးတော့ speculation လုပ်ပြီးတော့ဝင်ပြီးတော့ရွှေကစားတဲ့လူတွေလည်းများလာတယ်လို့ retail တွေကလည်းဝယ်တာတွေရော industry တွေဝယ်တာတွေရောတခြားဒီ investment firm တွေကအကုန်လိုက်ဝယ်နေတာတွေရော factor တွေအကုန်ခြုံပြီးတော့ဈေးတွေကတက်လာတာပေါ့နော်အဲ့ဒီတော့အချင်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးရွှေဈေးတွေငွေဈေးတွေအခုလိုမျိုးအကြီးကျယ်တက်နေတာကကျွန်တော်တို့အားလုံးအတွက်ကောင်းလားဆိုလို့ရှိရင်နည်းနည်းတော့မျက်ခုံးနှုတ်စရာရှိပါတယ် safe haven asset တန်ဖိုးကြီးတဲ့ asset တစ်ခုကိုတို့ investor တွေကနေရင်ထိုင်နေလိုက်ပြီးတော့မဝယ်ပါဘူးတို့မှာအကြောင်းပြချက်တစ်ခုခုရှိကောင်းရှိလိမ့်မယ်ကျွန်တော်တို့မသိနိုင်တဲ့အချက်တွေရှိပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တို့ကအခုဒီလိုမျိုးရွှေတွေအခုကျွန်တော်တို့လက်လီသမားတွေလိုက်ဝယ်တဲ့အချိန်မှာတည်းကဝယ်တာမဟုတ်ဘူး2025အစ2024အကုန်လောက်မှာတည်းကတို့တွေကဖြည်းဖြည်းချင်းဝယ်စုထားပြီးတော့အခုမှဒါ explode ဖြစ်လာတာပေါ့နော်အဲ့တော့ကြောင့်ဘာတွေဖြစ်လာနိုင်လဲဆိုတာနည်းနည်းလေးစိုးရိမ်စရာရှိလာနိုင်တယ်ပေါ့နော်ဥပမာစပွဲတွေများတစ်ခုခုဖြစ်မလားဒါမှမဟုတ်လို့ရှိရင်ငွေကြေးဆိုင်ရာ crisis တစ်ခုခုဖြစ်မလားဒါဟိုနည်းနည်းလေးစိုးရိမ်စရာဖြစ်လာတယ်ပေါ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း stock market ကြီးကလည်း all time high ကိုရောက်နေတယ်ကြားနေတာဆိုလို့ crypto market တစ်ခုပဲရှိတယ် crypto brother တွေ sorry ပဲเนาะ2026ဆိုတာလည်း mid term election လုပ်မဲ့နှစ်ဆိုတော့ဒါ politics အရာလည်းနည်းလေးအပြောင်းလဲလေးတွေဖြစ်လာနိုင်လို့ပေါ့နော်လူတွေအနေနဲ့ဟို hedge လုပ်နေတာလားဒါမှမဟုတ်လို့ရှိရင်ပါတယ်လဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်အဲ့ဒီတော့ဒီလိုမျိုးအခြေအနေတွေဖြစ်နေလို့ရွှေတွေငွေတွေလိုက်ဝယ်တင်လာလို့မေးလို့ရှိရင်ကျွန်တော်အနေနဲ့ financial advice မပေးပါဘူးကျွန်တော်လုပ်မဲ့ action ကိုတော့ကျွန်တော်ပြပြလို့ရတယ်ကျွန်တော်ရဲ့ personal trade ရတော့2025 8လပိုင်းလောက်မှာတည်းကပေါ့နော်ကျွန်တော်ဒီရွှေ ETF ကောငွေ ETF ကောကိုကျွန်တော်ဟို call option တွေဝယ်ထားပါတယ်
အဲ့ထဲကတချို့တော့ကျွန်တော်ဒီအချိန်မှာကျွန်တော်ရောင်းမယ်ပြီးတော့နည်းနည်းလေးဈေးပြန်ကျလာတဲ့အချိန်မှာကျွန်တော်ပြန်ဝယ်မယ်ပေါ့နော်အခုသွားနေတဲ့ဈေးတန်းမှာတော့ကျွန်တော် position ကိုထပ်ပြီးကျွန်တော်မမြင့်ရဲဘူးဘာဖြစ်လို့လဲဆိုတော့ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါလုံးဝ parabolic run ဖြစ်နေတာပေါ့နော်ရွှေရောငွေရောကဒီလိုမျိုးဝုန်းတိုင်းဆိုပြီးတက်သွားပြီးသွားလို့ရှိရင်အများအပြားတော့ပြန်ကျတယ်ပြန်ပြီးတော့ price နည်းနည်း dip ဖြစ်ပြီးတော့မှရေရှည်တက်ဖို့စီစဉ်ရှိတယ်တက်ကြတယ်ပေါ့နော်ဒါပေမဲ့ပြောလို့တော့မရအောင်အပြင်မှာဘယ်လိုအခြေအနေဖြစ်လာနိုင်တယ်ဘယ်လိုပြောင်းလဲတွေဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်တို့မပြောနိုင်ဘူးပေါ့နော်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်အခုချိန်မှာမျက်နှာပြီးပြရတော့ကျွန်တော်ရဲ့ position တွေကတချို့တော့ဘက်ကိုကျွန်တော်ရောင်းပြီးတော့ပြန်ကြရင်ပြန်ဝယ်မယ်မကြောက်ဘူးဒီတိုင်းဆက်တက်တယ်ဆိုလို့ရှိရင်လည်းထပ်တက်တဲ့အချိန်မှာထပ်ရောင်းမယ်ပေါ့နော်နောက်ဆုံးမကုန်မချင်းရောင်းရမယ်ကုန်သွားတော့လည်းပြီးသွားတာပေါ့နော်မိတ်ဆွေတို့အနေနဲ့လည်းဒီရွှေတွေငွေတွေ precious metal တွေရဲ့အခု market အခြေအနေတွေ price အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းမတူတဲ့သုံးသက်ချက်ထင်မြင်ချက်တွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာမျှဝေပေးပါနော်